လောအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာအခုဒီမှာပြထားတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့လုပ်ပြရပါမယ်နော်အဲ့ဒီဗီဒီယိုလေးလုံးမပြခင်မှာလဲကျွန်တော်တင်တန်းလေးကျွန်တော်တက်ဖို့ဖိတ်ခေါ်တယ်ပေါ့နော်ကျွန်တော်တင်တန်းမှာအတင်းဒီမျိုးဆုံးအများကြီးတင်ပြပေးတာရယ်နော်တင်တန်းကြီးကကျွန်တော်သတ်မှတ်ထားတာမရှိဘူးပေါ့နော်တင်တန်းကြီးတက်နိုင်တဲ့လောက်ပဲပေးလို့ရတယ်ပေါ့နော်တကယ်လို့ဒီ TikTok မှာကျွန်တော် live motion နဲ့ပတ်သက်ပြီးတင်ပေးတာလေးဒီနော်ဗီဒီယိုလေးတွေတွေ့လို့ live motion ကိုစိတ်ဝင်စားလို့တက်ကြွခြင်းနေဆိုကျွန်တော်အခုပြထားတဲ့ TikTok ပိုင်းကိုလင်းရနေတစ်ဆင့်လဲကျွန်တော်စီတင်တန်းလာကိုဆက်သွယ်ပြီးတော့တက်လို့ရတယ်ပေါ့နော်ဒီလုံးမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ Telegram မှာလည်းကျွန်တော်တို့အခုလိုမျိုးလေးရိုက်ရှာပြီးတော့ကျွန်တော်စီတင်တန်းလာကိုတက်လို့ရတယ်နော် Okay အဲ့ဒါကျွန်တော်တို့ဒီနေ့နေစမယ်နော်ကျွန်တော်အပေါင်းလေးနေမယ်ကျွန်တော်တို့ဒီနေ့9ဆို16နဲ့လုပ်မယ်နော်ပြီးရင်ကျွန်တော်1080ပြီး60 SP နော် background black okay အဲ့ဒါနေပြီးတော့ကျွန်တော် create project ကိုနေမယ်နော်နေပြီးတော့ကျွန်တော်အပေါင်းလေးနေ media ကိုသွားပြီးကျွန်တော်တို့ဒီ video လေးပေါ့နော်ကျွန်တော်တို့ okay အဲ့ဒီ video လေးပေါ့နော်အဲ့ဒီ video လေးကိုကျွန်တော်တို့ဒီမှာဒါကိုထားလိုက်မယ်နော်ထားပြီးတော့ကျွန်တော်တို့ဒီမှာအရင်တော့ကျွန်တော်တို့လောက်ရမယ်ပေါ့ဘယ်နာစရမယ်ဆိုရင်တော့ကျွန်တော်ကြည့်နေမယ်နော်ဘယ်နာစရမလဲကြည့်မယ်ကျွန်တော်တို့ okay ကျွန်တော်ဒီနာစရမယ်ပေါ့နော်ကိုဒီတမ်းမှာကျွန်တော်တို့ဒါလေးတွေလိုက်ချရမယ်နော်ပြီးရโอเคဒီတမ်းမှာကျွန်တော်နော်ပြီးတရားလိုက်ချရတော့မဟုတ်ဘူးเนาะကျွန်တော်ဒီမှာโอเคပြီးလေးတရားလိုက်ကိုချရတော့เนาะအဲဒါကျွန်တော်ဒီတိုင်းပဲလုပ်ပြရတယ်ပေါ့နော်โอเคဒီတိုင်းပဲကျွန်တော်ဒီတိုင်းပဲချရတော့မယ်เนาะโอเคเนาะအဲ့တိုင်းပဲချရတော့เนาะโอเคကျွန်တော်တို့ PD ကိုလိုက်ချပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနားမှာမဖြတ်ခင်မှာကျွန်တော်တို့ဒီဗီဒီယိုလေးကိုထောက်မယ်เนาะခုဗီဒီယိုလေးထောက်မယ်ထောက်ပြီးသွားကျွန်တော်တို့ဒါလေးကိုเนาะအတန်းလေးအကုန်လုံးကျွန်တော်တို့ဒီမှာเนาะကျွန်တော်တို့အတန်းလေးအကုန်လုံး short လိုက်မယ်ပေါ့เนาะโอเค short ပြီးသွားရင်ကျွန်တော်တို့ဒီခုနဒီရုပ်စာပဲကျွန်တော်တို့အရင်တော့ဒါကိုလှုပ်လိုက်မယ်ပေါ့เนาะကျွန်တော်တစ်ပြက်စီလိုက်ဖြတ်လိုက်မယ်เนาะโอเคကျွန်တော်တစ်ပြက်စီလိုက်ဖြတ်လိုက်မယ်เนาะတကယ်လေအားလေးနဲ့ဖြတ်လိုက်မယ်เนาะโอเคကျွန်တော်တို့လေအားလေးနဲ့ဖြတ်လိုက်မယ်เนาะညလို့ဒီရုပ်စာနဲ့ဗီဒီယိုနဲ့ကျွန်တော်တို့ဘီးနဲ့ကီးနဲ့မကိုက်ရင်လည်းကျွန်တော်ခွန်းလို့ပြီเนาะကျွန်တော်လည်းဒါဗီဒီယိုကရှင်းသွားမှာဆိုလို့ကျွန်တော်အမြန်ဒါလေးလောက်ပြရတယ်ပေါ့เนาะโอเคအဲ့ဒါပဲလိုက်ဖြတ်ပြီးတော့ကျွန်တော်တို့ဒီမှာအပေါင်းလေးနေမီဒီယာကိုပြန်သွားပြီးကျွန်တော်တို့ဒီတချင်းကိုပဲပြန်ထည့်လိုက်ပြီเนาะဝယ်လေးတချင်းကိုပြန်ကလေးဒီမယ်เนาะဒီဗီဒီယိုထောက်မယ်အပေါ်ထည့်ဗီဒီယိုထောက်ပြီးသွားရင်ကျွန်တော်တို့အဆက်30နေเนาะမဲ extra audio extra audio နေလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမဲ့ MP3 ဖြစ်သွားပြီเนาะ MP3 ဖြစ်သွားရင်ကျွန်တော်ဒီအောက်က MP4 ဒီဗီဒီယိုလေးထောက်လိုက်ထောက်ပြီးသွားရင်ကျွန်တော်တို့အမိုက်ပုံးလေးနဲ့ဖြတ်လိုက်မယ်เนาะโอเคအဲ့ဒါလေးပြန်ဖြတ်လိုက်မယ်เนาะဖြတ်ပြီးသွားရင်เนาะโอเคဒါနာအောက်ကပေါ်သချင်းပါပြီเนาะအောက်ကသချင်းနေအတန်းဖြတ်ပြီးသွားပြီโอเคပြီးကျွန်တော်တို့ဒီမဲ့เนาะကို sorry ကျွန်တော်ပြရမယ်เนาะဒီနေရာမှာကျွန်တော်တို့အိမ်တော့လွှတ်ရမယ်ပေါ့เนาะကျွန်တော်ဒီမှာတော့ဒီနားမှာဟိုဒါတော့ဖို့မေ့သွားတယ်ပေါ့เนาะကျွန်တော်တို့ဝေထားလေးနဲ့နောက်ပြန်ဆုပ်လိုက်မယ်เนาะโอเคအဲ့တိုင်းပဲကျွန်တော်လောလိုက်မယ်ပေါ့နော်ဟိုတချင်းဒီမယ်နော်ပြီးရင်ကျွန်တော်ဒီမယ်ဒီရှိမယ်နော်ဒီဥစားဒီဗီဒီယိုလေးထောက်ပြီးသွားကျွန်တော်ဒီမယ်နော်ဒါလေးနော်ကျွန်တော်တို့ slow mo လောက်ရတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ထောက်ပြီးသွားရင် 1.00 ကိုကျွန်တော်တို့ key frame ချနော် key frame ကဒါလေးနော် okay နောက်ဟာလေးလည်းကျွန်တော်တို့ key frame လိုက်ချလိုက်မယ်နော်အဲ့ဒါလေးလိုက်ချလိုက်မယ်နော် okay တစ်ချက်ချင်းလိုက်ချလိုက်မယ်နော်တကောင်လုံးတူတူပဲလိုက်ချလိုက်မယ် okay အဲ့ဒါလိုက်ချပြီးသွားရင်ကျွန်တော်တို့ကရက်ဆွဲမယ်ကရက်ကိုလာမယ်ဒီလေးခုမြောက်ကကရက်လေးကိုနှိပ်မယ်နော်နှိပ်ပြီးတော့အဆက်30နေကျွန်တော်တို့ copy ယူထားလိုက်မယ် copy ကနေမယ်ပြီးရင်ကျွန်တော်တို့အဆက်30နေပြီးတော့ပေးကားတူ okay ဖိနော် okay ကရက်လေးကုန်လိုက်တိုင်းဖြစ်သွားပြီနော် okay ဖြစ်သွားပြီညခုနဒီမဲ့တချင်းလေးဖြတ်မယ်ပေါ့နော် okay အဲ့ဒါလေးဖြတ်လိုက်မယ်နော် okay ဖြတ်ပြီးတော့ကျွန်တော်တို့ဒီမဲ့နော်ဒီနားမှာကျွန်တော်တို့တစ်ဖြတ်စီလိုက်ဖြတ်လိုက်မယ်နော်ဒါလေးနဲ့တစ်ဖြတ်စီလိုက်ဖြတ်လိုက်မယ်နော် okay ကျွန်တော်ဗီဒီယိုရှင်းသွားမှာဆိုလို့ပေါ့နော်ကျွန်တော်တစ်ဖြတ်စီလိုက်ဖြတ်လိုက်မယ်နော်ဝင်တော့တစ်ဖြတ်စီလိုက်ဖြတ်လိုက်မယ်နော် okay တစ်ဖြတ်စီလိုက်ဖြတ်လိုက်မယ်ဆိုကျွန်တော်ဒီမယ်နော်ဒီမဲ့ဒါလေးပြီးပြီဆိုရင်ကျွန်တော်ခုနတချင်းလေးပြန်ထည့်လိုက်မယ်နော်အဲ့တချင်းလေးနော်အဲ့တချင်းကိုကျွန်တော်တို့ဒီမှာဒါလေးကို MP3 ပြောင်းလိုက်မယ်နော်ဝင်ပြောင်းပြီးတော့ဒီဗီဒီယိုလေးကိုပြန်ဖြတ်လိုက်မယ် okay အဲ့လိုဖြတ်ပြီးတော့ကျွန်တော်ဒီရှိမလားမယ်နော်ဒီမှာနော်အဲ့မယ်နော်ဒီနားမှာထောက်ပြီးတော့ကျွန်တော်တို့ဒီမဲ့ဒီဥစ္စာနော် slow mo ဒါလေးနဲ့လောက်ရတယ်နော်အဲ့ဒါလေးထောက်မယ်ထောက်ပြီးတော့ကျွန်တော်ဒါလေးကို 0.50 နော်ဒီဘက်ကို 0.50 ဒီမှာနော်တွေ့တာ0.50ဖြစ်သွားပြီဆိုဟိုဟာလေးကနောက်မှရှေ့ထွက်သွားတယ်တွေ့တယ်နော်
အိုင်နာမှာကျွန်တော်တို့ပြန်သွားမယ်နော်ဒီနာ key frame မှာဒါလေးကိုနေသမ30ထားလိုက်မယ်အဲ့မနေသမ30ထားလိုက်မယ်နော်โอเคပြီးရင်ကျွန်တော်နောက်ကဟာလေးကြီးလေကျွန်တော်တို့အတိုင်းလေးလိုက်လုပ်လိုက်မယ်ပေါ့နော်โอเคအတိုင်းလိုက်လုပ်လိုက်မယ်နော်ကျွန်တော်ဒီနာမှာ 0.50 ထားမယ်โอเคပြီးရင်ကျွန်တော်တို့ဒီနာမှာနေသမ30โอเคညဒါလေးရဒီတိုင်းပဲနောက်ကဟာလေးတွေနောက်ကအပိုင်းလေးတွေအကုန်လုံးအတိုင်းလိုက်လုပ်လိုက်ပဲเนาะโอเคညဒါကိုဒီနားမှာကျွန်တော်မပြတော့ဘူးเนาะကျွန်တော်ကြော်လိုက်မယ်เนาะဒီကျွန်တော်တို့ဒီနားမှာအကုန်လုံးဒါလုတ်ပြီးသွားပြီပေါ့เนาะလုတ်ပြီးသွားပြီဆိုကျွန်တော်တို့ဒီမှာ tissue ကိုပြန်လာမယ်เนาะဒါလေးအကုန်လုတ်လိုက်ပြီเนาะကျွန်တော်ခုနအဲ့ဒါမပြရတာโอเคโอเค tissue ကိုလာမယ်လာပြီးတော့ကျွန်တော်ဒီအပုံလေးကိုထောက်မယ်ထောက်ပြီးတော့ effect ကိုနေ effect ကိုနေကျွန်တော်တို့တိုင်းဆိုတဲ့ effect ကိုရှာမယ်เนาะတိုင်းဆိုတဲ့ effect ကိုရှာလိုက်မယ်ဝေတိုင်းဆို effect ကိုနှိပ်ပြီးရင်ကျွန်တော်တို့ standard ဆင်နှိပ်မယ်တိုင်းမှာကျွန်တော်တို့မဲထား on ရမယ်เนาะ on လိုက်မယ်ပြီးရင် effect ကိုနှိပ်ကျွန်တော်တို့ motion blur ကိုရှာမယ်เนาะ motion blur ဝေ motion blur ကိုထောက်ပြီးရင်ကျွန်တော်တို့ standard ဆင်နှိပ်မယ် motion blur မှာကျွန်တော်တို့ဒါလေးကို 0.50 လောက်ထားမယ်ပေါ့เนาะကျွန်တော် 0.50 ထားလိုက်မယ် okay ပြီး effect ကိုနှိပ်ကျွန်တော်တို့ oscillate ပေါ့เนาะဒီ effect ဝေ oscillate မှာကျွန်တော်တို့ standard ဆင်နှိပ်မယ် oscillate မှာကျွန်တော်တို့ကဒီနားမှာလာမယ်လာပြီးတော့ angle ကိုကျွန်တော်တို့0ထားလိုက်မယ်เนาะ0ထားလိုက်မယ် okay angle ကို0ထားလိုက်မယ် okay ကျွန်တော်တို့ပြီးရင်ကျွန်တော် frequency မှာဒါလေးကို4လောက်ထားလိုက်မယ် okay 4လောက်ထားမယ်ပြီးရင် magnitude မှာကျွန်တော်တို့ဒါလေးကို15လောက်ထားမယ်เนาะ okay okay ဒါဒီတိုင်းထားခဲ့ပြီးရင် effect ကိုနှိပ်မယ်ကျွန်တော်တို့ auto shape ဆိုတဲ့ effect ကိုထည့်မယ်เนาะ auto shape ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ standard ဆင်နှိပ်မယ် auto shape ကိုလာမယ်လာပြီးတော့ကျွန်တော်ဒီမှာ magnitude ရှိရเนาะ magnitude မှာကျွန်တော်တို့12လောက်ထားမယ်เนาะ12လောက်ထားလိုက်မယ် okay ပြီးရင် frequency မှာဒါကိုနည်းနည်းများချလိုက်မယ်เนาะများလောက်လိုက်ခွန်းလောက်ထားမယ်เนาะကျွန်တော်ခွန်းလောက်ထားလိုက်မယ် okay ခွန်းလောက်ထားမယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီ evolution ရှိ evolution ကိုကျွန်တော်တို့နည်းနည်းလောက် 0.30 လောက်ထားမယ်เนาะ 0.30 okay C မှာဒီတိုင်းထားခဲ့မယ်ပြီးရင်ကျွန်တော်တို့ angle မှာပြန်ပြီးတော့ short ရမယ်ပေါ့เนาะကျွန်တော် angle မှာ2လောက်ထားမယ်ပေါ့เนาะ2လောက်ထားလိုက်မယ် okay 2လောက်ထားမယ် okay ပြီးဒီ slant မှာကျွန်တော်တို့နည်းနည်းရှည်ရမယ်ပေါ့เนาะ slant မှာကျွန်တော်တို့ဒါလေးကို short လိုက်မယ်30လောက်ထားလိုက်မယ်เนาะ30ရာခိုင်နှုန်းလောက်ထားလိုက်မယ်ပြီးဒီတိုင်းမှာဒါကို Z shape မှာကျွန်တော်တို့9လောက်ထားလိုက်မယ်เนาะ okay 9လောက်ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ပြန်ထွက်မယ်เนาะ okay ကျွန်တော်တို့ပြန်ထွက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ effect ကိုရှာမယ်ပေါ့เนาะကျွန်တော်တို့ okay ဒီ effect အဲ့ဒါလေးကိုနှိပ်မယ်ပြီးကျွန်တော်တို့ standard ဆင်နှိပ်မယ်အဲ့ဒါလေးမှာကျွန်တော်တို့ဒါလေးကိုနည်းနည်း short ရမယ်เนาะ3လောက်ထားမယ်เนาะ0103အဲ့လောက်ပဲထားလိုက်မယ် okay ပြီးရင်ပြန်ထွက်ပြီးတော့ effect ကိုနှိပ်ပြီးတော့ကျွန်တော်တို့ evolution ကမှာเนาะဒီ effect okay ပြီးရင်ကျွန်တော်တို့ standard ဆင်နှိပ်မယ် evolution ကမှာကျွန်တော်တို့ဒါလေးကို key frame ချရမယ်เนาะဒီနားမှာကျွန်တော် 0.30 ထားလိုက်မယ်เนาะ0.30 okay ပြီးရင်နောက်မှာကျွန်တော်တို့ဒါကို sorry ကျွန်တော်တို့ 0.60 ထားလိုက်မယ်เนาะ okay အဲ့တိုင်းထားလိုက်မယ်ဘာမှမလုပ်အဲ့တိုင်းထားခဲ့မယ်ပြီးရင်ကျွန်တော်တို့ effect ကိုနေဒီ sharpen ဆိုတဲ့ဖတ်ထည့်ပြီးပြီပေါ့เนาะ အဲ့ဒါလေးကို next standard ဆင်နေမယ်ဒီ sharpen မှာကျွန်တော်တို့လာမယ်ပေါ့เนาะဒီ strand ရှိရเนาะ strand မှာကျွန်တော်တို့ဒါလေးကိုနည်းနည်း short မယ်ပေါ့เนาะ30လောက်ထားမယ်เนาะ okay 30လောက်ထားမယ်ပြီးရင်ကျွန်တော်တို့ radius ရှိရเนาะအဲ့ radius ကသူဒီတိုင်းပဲထားခဲ့လိုက်မယ်เนาะ 1.0 ပဲထားခဲ့လိုက်မယ် okay အဲ့ပြီးပြီเนาะပြီးပြီဆိုဆက်30နဲ့ကျွန်တော်တို့ copy effect နေမယ်เนาะနှိပ်ပြီးတော့နောက်ကဟာတွေကိုကျွန်တော်တို့ effect တွေဝင် p effect ကိုလိုက်နေလိုက်မယ်เนาะဒီဥစ္စာတွေလည်းကျွန်တော်တို့အဆက်30နဲ့ p effect ကိုလိုက်နေမယ်เนาะ okay အဲ့လိုလိုက်နေလိုက်မယ်เนาะအကုန်လိုက်ထည့်လိုက်မယ်เนาะဟာတွေအကုန်လုံး okay ကုန်လိုက်ထည့်လိုက်မယ်เนาะ okay ကျွန်တော်တို့เนาะအကုန်လိုက်ထည့်လိုက်မယ်เนาะ okay အဲ့ဒါလိုက်ထည့်လိုက်မယ်เนาะကျွန်တော်တို့ okay ဒီတိုင်းလိုက်ထည့်လိုက်မယ်เนาะနောက်ဟာတွေအကုန်လုံး okay ပြီးရင်ကျွန်တော်တို့ဒီမှာအကုန်ထည့်ပြီးသွားပြီပေါ့เนาะအကုန်ထည့်ပြီးသွားရင်ကျွန်တော်တို့ဒီမှာတချင်လေးအကုန်ဆုံးပြီးတော့ကျွန်တော်เนาะဒီဥစ္စာလေးဒါဟိုးစားပြည့်တယ်ပေါ့เนาะကျွန်တော်တို့ဒီမှာเนาะဒီမှာ export ထုတ်လိုက်မယ်เนาะ export ထုတ်မယ်ကျွန်တော်တို့ဒီမှာ export ထုတ်လိုက်ရမယ်เนาะ okay အမေဒီ export ထုတ်လိုက်ပြီပေါ့เนาะဒီဥစ္စာထုတ်ပြီးသွားရင်တော့ဗီဒီယိုကဟိုးစားဖြစ်သွားရင်เนาะကြည့်လို့ကောင်းပါတယ် okay ကျွန်တော်အခုဒါလေးလုပ်ပြရတယ်ပေါ့เนาะအားကြောင့်ကျွန်တော် CEO တင်တန်းလာအောင်တက်ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့เนาะကျွန်တော်တင်တန်းမှာအဒီနေမျိုးစုံအများကြီးတင်ပြပေးထားတယ်เนาะ okay ကျေးဇူးပါတော့ကျွန်တော်နောက်videoမှာပြန်လည်တွေ့မယ်เนาะအားလုံးပဲတတာဘိုင်